ကျွန်တော်အကြိုက်ဆုံးစာသားမြန်မာပြည်တွင်ထုတ်လုပ်တီစောက်ရဲမိုက်တယ်မြန်မာပြည်ကိုအထင်မကြီးဆိုတဲ့တွေကြော်တာမြန်မာပြည်တော့မကြိုက်ဘူးဆိုတဲ့တွေကြော်တာမြန်မာပြည်ကိုချစ်တဲ့စိတ် Made in Myanmar okay လား Made in Myanmar okay လားမြန်မာပြည်ထုတ်ကိုပဲတုံးချင်တဲ့မိတ်ဆွေတွေဗီဒီယိုကို like share follow နှိပ်သွားကျွန်တော်အကြိုက်ဆုံးစာသားမြန်မာပြည်တွင်ထုတ်လုပ်တီစောက်ရဲမိုက်တယ်ကျန်တာတွေကျွန်တော်မသိဘူးစိတ်လဲမဝင်စားဘူးဂယူလဲမစားဘူးမြန်မာပြည်မှာထုတ်လုပ်ခြင်းအဖြစ်နံပါတ်1တစ်ချက်က